အလုံးအမြန်ရစေမဲ့ယဒီယာလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်เนาะယဒီယာရဲ့နာမည်ကလည်းအလုံးအကင်အစဉ်ပြေစီပြီးတော့အလုံးအမြန်ရစေမဲ့ယဒီယာဖြစ်ပါတယ်အခုပြောပြသွားမဲ့ယဒီယာကိုမြန်မာပြည်တွင်းမှာရှိတဲ့9ရက်သားသမီးလည်းလုပ်လို့ရတယ်နိုင်ငံခြားမှာရောက်နေတဲ့9ရက်သားသမီးတွေလည်းလုပ်လို့ရတယ်เนาะအလုံးအကင်အခွင့်အလမ်းကောင်းကျင်တဲ့သူတွေအလုံးလက်မဲ့ဖြစ်နေလို့အလုံးရကျင်တဲ့သူတွေအလုံးအကူအပြောင်းမှာအလုံးဒီထက်ကောင်းတဲ့အလုံးမျိုးကိုရကျင်တဲ့သူတွေအလုံးအကင်နဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးအစဉ်ပြေအောင်မြင်ကျင်တဲ့သူတွေလာစာတိုးကျင်တဲ့သူတွေယာရူးတိုးကျင်တဲ့သူတွေနေရာအပြောင်းအရွှေ့မှာအစဉ်ပြေကျင်တဲ့သူတွေအလုံးအကင်ကောင်းကောင်းရကျင်တဲ့လူတွေเนาะအလုံးအကင်เนาะအခုလက်ရှိအလုံးတော်ရှိတယ်ဒါပေမဲ့ဒီထက်ကောင်းတဲ့အလုံးမျိုးကိုရကျင်တယ်ဒါမှမဟုတ်လူကအခုချိန်မှာလုံးဝအလုံးမရှိဘူးအလုံးရကျင်တယ်အဲ့လိုလူမျိုးတွေအတွက်ဆရာကအလုံးအမြန်ဆုံးရစေပြီးတော့အလုံးအစဉ်ပြေမဲ့ယဒီယာလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီယဒီယာလေးကိုဘယ်လိုပြုလုပ်ရမလဲဆိုတာကိုဆရာတေချာလေးရှင်းပြပေးပါမယ်ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ထိကြည့်ပေးပါ9ရက်သားသမီးအားလုံးလည်းမင်္ဂလာပါဆရာကတော့ဘေးရင်ယဒီယာဆရာထူးမြတ်အောင်ဖြစ်ပါတယ် TikTok ကဆရာပရိသတ်တွေလည်းမင်္ဂလာပါ Facebook ကဆရာပရိသတ်တွေလည်းမင်္ဂလာပါ9ရက်သားသမီးအားလုံးလည်းကျမ်းမာချမ်းသာကြပါစေဆရာဒီနေ့ပြောမယ့်ယဒီယာလေးကတော့အလုံးအမြန်ရစေပြီးတော့အလုံးအကင်နေအစဉ်ပြေစေမဲ့အစွမ်းထက်ယဒီယာဖြစ်ပါတယ်ဒီယဒီယာလေးကိုမပြောပြခင်မှာပေါ့နော်ဒီဆရာရဲ့အကောင့်နာမည်ကတော့ဘေးရင်ဆရာထူးမြတ်အောင်ဖြစ်ပါတယ်အဲ့တော့ဆရာရဲ့ Facebook အကောင့်ကို like လုပ်ထားပါ follow လုပ်ထားပါ see first လုပ်ထားပါလို့ပြောချင်ပါတယ်ဒါမှဆရာတရက်တစ်ခါနေ့စဉ်တင်ပေးတဲ့ယဒီယာတွေကိုတွေးရမှာဖြစ်ပါတယ်เนาะဆရာတို့အခုဆိုရင်မြန်မာနှစ်သစ်ကူကာလကိုရောက်တော့မှာဖြစ်ပါတယ်2025ခုနှစ်လည်းဖြစ်တယ်လို့မြန်မာနှစ်သစ်ကူကာလကိုရောက်တော့မှာဖြစ်တယ်တစ်နှစ်တာလုံးမှာအလုပ်ကောင်းကောင်းမရတဲ့သူတွေအလုပ်အဆင်မပြေတဲ့သူတွေအလုပ်မရသေးတဲ့လူတွေเนาะယာရုမတိုးသေးတဲ့သူတွေနောက်တစ်ခုကလာစာမတိုးသေးတဲ့လူတွေအတွက်အကုန်လုံးအတွက်အမြန်ဆုံးအလုပ်အမြန်ရစေပြီးတော့အလုပ်အကင်တွေအဆင်ပြေစေမဲ့ယဒီယာကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီယဒီယာလေးကတော်တော်လေးကိုထူးခြားပါတယ်ဒီယဒီယာကကုသိုလ်လည်းရအောင်မှာဖြစ်တယ်เนาะကုသိုလ်လည်းရမယ်နောက်တစ်ခုကအလုပ်ကိုင်တွေလည်းအဆင်ပြေမယ်အလုပ်တွေလည်းအမြန်ဆုံးရမယ်ပေါ့เนาะတော်တော်လေးကိုအဆင်ပြေစေမယ်အစွမ်းထက်ယဒီယာဖြစ်ပါတယ်တော်တော်လေးကိုလည်းဒီယဒီယာလေးလုပ်ပြီးသွားရင်ထူးခြားပါတယ်ဆရာယဒီယာဒီယဒီယာလေးကိုလည်းဆရာတခြား9ရက်သားသမီးအားလုံးအရင်ဆုံးပေးပြီးတော့လှုပ်ခိုင်းကြည့်ပါတယ်အလုပ်တွေအမြန်ရကုန်ကြတယ်အလုပ်တွေအဆင်ပြေကုန်ကြတယ်အဲ့ဒါကြောင့်မလို့ဆရာကဆရာပရိသတ်တွေ9ရက်သားသမီးအားလုံးကိုအဆင်ပြေစေခြင်းနဲ့စိတ်ကြောင့်မလို့ဆရာကဒီယဒီယာလေးကိုပြောပြပေးခြင်းဖြစ်ပါတယ်ဒီယဒီယာလေးကိုတေးသေးချာချာလေးသာလိုက်လုပ်ပါယုံကြည်နဲ့သာလိုက်လုပ်ပါမိမိရဲ့စိတ်ထဲမှာလည်းကုသိုလ်စိတ်တွေတရားစိတ်တွေထားပြီးတော့မှလုပ်ပါအလုံးအမြန်ရစေပြီးတော့အလုံးအကင်တွေအဆင်ပြေစေရမယ်ဆိုတာကိုဆရာအာမခံပါတယ်ဒီယဒီယာကိုဒီဗီဒီယိုတွေ့တဲ့နေ့ကနေစပြီးတော့ပြုလုပ်လို့ရပါတယ်တရက်တည်းပဲပြုလုပ်ရမှာဖြစ်ပါတယ်နေတိုင်းပြုလုပ်စရာမလိုပါဘူးတစ်ခါပြုလုပ်လိုက်တာနဲ့ဒီယဒီယာကိုပြုလုပ်ပြီးဆိုတာနဲ့45ရက်အတွင်းဒါမှမဟုတ်တန်လအတွင်းမှာပဲအလုံးအကင်တွေအဆင်ပြေစေတဲ့အလုံးအမြန်ရစေတဲ့အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်တိုးတက်စေတယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတာကိုဆရာတေချာလေးပြောပြပါမယ်နိုင်ငံခြားမှာရောက်နေတဲ့လူတွေလည်းလုပ်လို့ရတယ်မြန်မာပြည်မှာလုပ်ရှိရလူတွေလည်းလုပ်လို့ရတယ်ဖျားကျောင်းတောင်ရှိရင်ဖျားကျောင်းတောင်ရှိမှာကတ်လို့ရမှာဖြစ်ပါတယ်အိမ်ယာဖျားမှာလည်းကတ်လို့ရတယ်အပြင်ယာဖျားမှာလည်းကတ်လို့ရတယ်အဆောင်နေတဲ့လူတွေပါဆိုရင်လည်းရသော်ဖျားကိုဆရာတို့စိတ်ထဲမှာရီမှန်းပြီးတော့ကတ်လို့ရပါတယ်เนาะဆရာတို့ပကံများတစ်ချက်လို့ပါတယ်เนาะပကံများတစ်ချက်ပေါ်မှာမိမိရဲ့နေနံရေးပါเนาะဆရာဆိုရင်စနေဆိုရင်စနေလို့ရေးမယ်ကိုကတနင်္ဂနွေဆိုရင်တနင်္ဂနွေလို့ရေးမယ်မိမိရဲ့နေနံကိုရေးခိုင်းတာဖြစ်ပါတယ်မိမိရဲ့နေနံကိုရေးပါပြီးရင်အောက်မှာအလုံးအစင်ပြေပါသေးလို့ရေးပါစော့ပန်နဲ့ရေးလို့လည်းရတယ်เนาะစော့ပန်နဲ့ရေးလို့လည်းရတယ်စော့ပန်အပြာရောင်နဲ့ရေးလို့လည်းရတယ်အနီရောင်နဲ့ရေးလို့လည်းရတယ်ကြိုက်တဲ့အရောင်နဲ့ရေးစနေလို့ရေးမယ်အလုံးကင်အစင်ပြေပါသေးလို့ရေးမယ်เนาะဒီနေရာမှာတော့မိမိရဲ့နေနံကိုရေးမယ်ရေးပြီးဆိုတာနဲ့ဒီပကံများလေးပေါ်မှာเนาะပြောင်းမှုကြော်မြတ်စွာဘုရားကိုပြောင်းမှုကြော်ကတ်လူရမှာဖြစ်ပါတယ်ပြောင်းမှုကိုဆရာတို့ကြော်ထားတာဖြစ်ပါတယ်ပြောင်းမှုကြော်ကတ်လူပြီးတော့เนาะဒီပကံများလေးပေါ်မှာရေးထားတဲ့ပကံများလေးပေါ်မှာပြောင်းမှုကြော်ပကံလေးကိုဆရာတို့တင်လိုက်မယ်တင်ပြီးဆိုတာနဲ့မြတ်စွာဘုရားကိုဆရာတို့ပေါ့เนาะစေတနာတရားမေတ္တာတွေထားပြီးတော့မှเนาะမြတ်စွာဘုရားကိုပြောင်းမှုကြော်ကတ်လူမယ်ကတ်လူပြီးဆိုတာနဲ့ဆူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအလုံးအမြန်ရစေရန်အလုံးအကင်တွေအစဉ်ပြေစေရန်အလုံးအကင်အခွင့်လန်းတွေကောင်းစေရန်ပြောင်းမှုကြော်ကိုကတ်လူပါတယ်ကတ်လူရသောစေတနာတရားမေတ္တာအကျိုးများကြောင့်တပည့်တော်သည်ပြောင်းမှုကြော်ကတ်လူတွေကနေစပြီးတော့အလုံးအမြန်ရပါစေအလုံးအကင်ကောင်းပါစေအလုံးအကင်အခွင့်လန်းတွေအစဉ်ပြေပါစေဆိုပြီးတော့ဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးဆိုတာနဲ့ဆရာတို့ဘာလုပ်ရမလဲဆိုတော့စီမီအဖြူရောင်ပေါ့နော်အဖြူရောင်လဲရတယ်ကြိုက်တဲ့အရောင်ရတယ်ဖျောင်းနိုင်ကိုမြတ်စွာဘုရားကို
ပူဇော်မယ်ပူဇော်ပြီးပြီဆိုတာနဲ့ဆရာတို့တန်မုတ်တွေကားတာကို6ကောက်ရွတ်ပါမယ်ရွတ်ပြီးပြီဆိုတာနဲ့ဒီရတရားလေးပြုလုပ်လို့ပြီးပါပြီဒီရတရားပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကိုလည်း share ထားပေးပါမိမိရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဆွေမျိုးတွေကိုလည်းဒီရတရားလေးကိုပြန်လဲမျှဝေပေးပါဒါကြမှာတခြားအလုပ်လိုချင်တဲ့သူတွေအလုပ်အဆင်ပြေချင်တဲ့သူတွေအတွက်အကောင်းဆုံးကိုလည်းကုသိုလ်ရမယ်သူတို့လည်းအဆင်ပြေစေတယ်ကိုယ့်အတွက်လည်းပို့ပြီးတော့အဆင်ပြေစေပါတယ်เนาะဆရာရဲ့ဒီဘေးရင်ထူးမြောင်ဆိုတဲ့ဆရာရဲ့အကောင့်ကို like and follow လေးလုပ်ထားပေးပါဒီဗီဒီယိုလေးကိုလည်း share ထားပေးပါပြီးတော့နောက်တစ်ခုကတော့ comment မှာလည်းမိမိရဲ့နာမည်မွေးနေ့နေ့နံတွေကိုရေးခဲ့ပေးပါဆရာလည်းအလုပ်ကင်တွေအဆင်ပြေအောင်အလုပ်တွေအမြန်ရအောင်ဆရာကိုယ်တိုင်လည်းစူတောင်းပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုလည်း share ထားပေးဖို့ဆရာပြောချင်ပါတယ်เนาะပြီးတော့ဒီအလုပ်တွေအမြန်ဆုံးရချင်တဲ့သူတွေပေါ့နော်အလုပ်ယာတူးတိုးချင်တဲ့သူတွေလာသာတိုးချင်တဲ့သူတွေနေရာကောင်းရချင်တဲ့သူတွေအလုပ်ကောင်းကောင်းရချင်တဲ့သူတွေเนาะအလုပ်ကင်တွေအဆင်ပြေချင်တဲ့သူတွေအလုပ်အမြန်ဆုံးရချင်တဲ့သူတွေအတွက်လည်းဆရာစီမှာရွှေနှင်းစီဆိုတဲ့အဆောင်ရည်မွေးကိုဝယ်သုံးလို့ရပါတယ်ဒါရွှေနှင်းစီနှင်းစီပန်းပုံလေးအဆောင်ရည်မွေးဖြစ်ပါတယ်9ရက်သားသမီးအားလုံးသုံးလို့ရပါတယ်ယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရပါတယ်ရွှေနှင်းစီအဆောင်ရည်မွေးဖြစ်ပါတယ်ပီရရည်မွေးဖြစ်ပါတယ်ငွေဝင်ကျင်တဲ့သူတွေစီးပွားတက်ချင်တဲ့သူတွေရောင်းဝယ်ကောင်းချင်တဲ့သူတွေအလုပ်ရချင်တဲ့သူတွေအလုပ်အကင်စင်ပြေချင်တဲ့သူတွေအတွက်ဆရာရဲ့ရွှေနှင်းစီဆိုတဲ့ရေမွေးကိုဝယ်သုံးကြည့်ပါထူးခြားစေရမယ်စွမ်းစေရမယ်အစင်ပြေစေရမယ်ဆိုတာကိုဆရာအာမခံပါတယ်เนาะဒီရွှေနှင်းစီဆိုတဲ့ဒီဟိုဆရာရတရား6မျိုးအစီမံ6မျိုးနဲ့စူတောင်းမှုတွေပြုလုပ်ပြီးတော့မှဆရာကမိမိနာမည်နေနံနေနဲ့လက်ထဲကိုထည့်ပေးမှာဖြစ်ပါတယ်မြန်မာတပြည်လုံးကိုလည်းပို့ပေးပါတယ်ဆရာထိုင်းနိုင်ငံတနိုင်ငံလုံးကိုလည်းပို့ပေးပါတယ်ဒီလိုလေးစွတ်ရတာဖြစ်ပါတယ်ဒါနှင်းစီပန်းပုံလေးဒါเนาะဒါလေးကိုဒီလိုလေးချွတ်လိုက်ပြီးဆိုတာနဲ့ရေမွေးလေးဖြစ်ပါတယ်ဒါလေးကိုခန္ဓာကိုယ်မှာဒီလိုမျိုးလေးစွတ်ပြီးတော့အလုံးရပါစေကိုဖြစ်ချင်တာစူတောင်းပေါ့เนาะအယောင်းဝယ်ကောင်းပါစေစီးပွားတက်ပါစေအလုံးမြင်မြန်ရပါစေဆိုပြီးတော့ဒီရေမွေးလေးကိုဆရာစီမှာလာဝယ်လို့ရပါတယ် Viber နံပါတ်မှာလည်းလာဝယ်လို့ရတယ် Messenger မှာလည်းလာဝယ်လို့ရတယ်အကောင့်အတုတွေ page အတုတွေရှိတော့တစ်ချက်လေးတော့သတိထားပေးကြပါဆရာရဲ့ KB ဇက်ပေးငွေလွှဲအကောင့်ဖုန်းနံပါတ်ကတော့399661ဖြစ်ပါတယ်6ကြည့်ရွယ်6လုံး331ဖြစ်ပါတယ်အကောင့်နာမည်ကတော့အောင်ရဲလွင်ဖြစ်ပါတယ်เนาะဆရာရဲ့ဒီပြောင်းမှုကြောရတရားကိုကတ်လူကြတဲ့ပြုလုပ်ကြတဲ့9ရက်သားသမီးအားလုံးအလုံးအမြန်ရပါစေအလုံးအကိုင်းတွေအဆင်ပြေကြပါစေလို့ဆရာဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အလုံးရဖို့အတွက်လည်းဆရာစီမှာရတရားအစီမံတွေကိုလာအပ်လို့ရပါပြီဆိုတာကိုဆရာပြောချင်ပါတယ်ဆရာအာမခံနဲ့ပြုလုပ်ပေးမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်